ဒါငါ့ရဲ့လှုပ်ဝက်ချက်လေးနင်တို့ပြောကြနော်မြင်ရမှာဆိုလို့အနားလေးလုပ်ပေးရတယ်ဒါဆိုမြင်ရပြီလို့အဲ့ဒါဆိုဒီနေ့တင်သွားတယ် marketing strategy ကြောင်းကိုနားလည်တယ်မယ်လို့ထင်တယ်နော်နားလည်ပါရှင့်စိတ်ပြေပါရဲ့ဆရာမဒါမဲ့လေစာရီကတေချာမမြင်အောင်ဖြစ်နေရဲ့ဟုတ်လားအဲ့လိုင်းမကောင်းနဲ့တူပဲနေရာလေးပြောင်းကြည့်ပါလားကျွန်တော်အိမ်က wifi ကလေမတ်100ကျော်တယ်ဗျလိုင်းမကောင်းဆိုတာမဖြစ်နိုင်ဘူးဆရာမရဲ့ကင်မရာကဝါးနေရလားမသိဘူးနော်ဟုတ်တယ်ဆရာမရဲ့သမီးစီမှာလည်းဘာမှမမြင်ရအောင်ဆရာမမှောင်သွားရင်ပို့ဆိုးရယ်ပြီးတော့အတန်လည်းတစ်ခါလေးပြတ်တောင်းနဲ့ဘာမှမကြားရဘူးဆရာမရဲ့ဟုတ်လားအဲ့ဆိုဆရာမစဉ်းစားကြည့်လိုက်အောင်မယ်နော်ဒီနေ့တော့ဒီလောက်ပဲအားလုံးပဲတတာonline class ဆရာမတယောက်အနေနဲ့ဒီလိုပုံစံနဲ့ဆက်သွားနေတော့မဖြစ်တော့ဘူး။ငါတခုခုတော့ကြံမရတော့မယ်။ဘာလို့ရင်ကောင်းလဲ။ Hello ဟယ်လိုဆရာမစိတ်ညစ်နေရလားခုနကဆရာမမျက်နှာမကောင်းတာမြင်လိုက်လို့လေဟုတ်တယ်ဆရာမစိတ်ညစ်နေရဆရာမလည်းဒီဝါးတဲ့ကိစ္စတွေတခြားမမြင်ရတွေအတန်မကောင်းတာတွေနဲ့ဖြစ်နေရတော့ခဏခဏဆိုတော့ရိုးနေပါပြီသမီးရဲ့ဆရာမ online class မလုပ်ရင်တော့ကောင်းမလားလို့ဟုတ်တယ်ဆရာမရေတမီးပြပြမယ်တမီးအခုအလုံးလုံးနေတဲ့ Sigma House မှာ Pocket the Creator ကိုဆက်လေးရောက်ထားရည်လေအဲ့ဒါငါ online class နဲ့ပါဆိုင်လို့တော့ဆရာမကလည်းအဲ့ဒီကင်မရာကတတိလေးနဲ့တင်ရရလွယ်ဆိုပေမဲ့ 4K quality ရတဲ့အတွက်ကြောင့်ဆရာမ zoom တင်တဲ့အခါမျိုးမှာဆိုရင်ကင်မရာ quality မကောင်းမှစိတ်ပူစရာမလိုဘူးလေဆရာမရဲ့ပြီးတော့ရင် तू ကဆရာမတနေရာရဲမှာပဲထောင်ထားပြီးတော့ edit track ရတဲ့အတွက်ကြောင့်ဘယ်နေရာတော့ဆရာမနောက်ကနေ auto လိုက်ရိုက်ပြီးနေပါလေဟာမိုင်းလိုက်လားဆရာမလည်း online class တွေအတန်းကလည်းမကောင်း quality ကလည်းမကောင်းနဲ့အဲ့လိုကင်မရာလေးတစ်လုံးဝယ်ရင်ကောင်းမလားလို့စဉ်းစားနေရဆရာမအဲ့ဒါဆို Pocket Data စမ်းသုံးကြည့်လိုက်တော့ဘာလဲဆိုတော့ Creator ကိုမဆက်ထဲမှာ DJI မှာတူးပါလို့ဆရာမကင်မရာနဲ့ဘလောက်ဝေးဝေးအတန်ကြီးကြီးလင်းကြားမှာလေဆရာမရဲ့ပြီးတော့ဆရာမဝယ်တမျိုးစီမှာလာမယ်နော်ဘာလို့ဝယ်ရမှာတော့တမျိုးစီမှာထိုင်းဝယ်ရှင် Randy ဝယ်ရပါလို့စိတ်ချရင်လေဆရာမရဲ့အေးပါအဲ့လောက်ကောင်းနေရဆိုရင်လေငါနင်တို့ရဲ့ Sigma House မှာအဲ့ဒီ pop ဘာကြီး Pocket 3လေးဆရာမရဲ့အေးအဲ့ Pocket 3ကိုငါခုပဲလာဝယ်လိုက်တော့မယ်အဲ့ဆိုလာခဲ့နော်တမီးရှိရဆရာမပြပြအဲ့ဆိုဒါပဲနော်ကဲအဲ့ဆိုဒီနေ့တင်သွားတဲ့ marketing strategy နဲ့ပတ်သက်ပြီးတော့နားမလည်ရရှင်းဆရာမတို့တစ်ခါရေးမျိုးလို့ရရင်နော်နားမလည်ရရှိလားမရှိပါဘူးဆရာမနားလေပါလေဆရာမဒါနဲ့လေဒီနေ့ရန်ထူးခြားနေတယ်လို့ပဲနော်စာရီကလေတေချာမြင်ရတယ်ပြီးတော့အတန်ကိုလည်းတီတီချာချာနဲ့ကြီးကြီးလင်းလင်းကြားရတယ်ဆရာမဘာတွေပြောင်းသုံးတာနော်ဒါငါ့ရဲ့လှုပ်ဝက်ချက်လေးနင်တို့ပြောကြရရှင်းကဲအဲ့ဆိုနောက်ကမှတွေ့ကြမယ်နော်တတာပါဆရာမဒီ Osmo Pocket 3ရှိတော့အဆင်ပြေရပဲဘယ်လိုရောရောလာလဲခွန်ရိုးကျေးဇူးတင်ရမယ်